တောင်ရောက်လာပြီလေကွာထားလိုက်ပါမယ်ကွာဒီနေ့ကတကြံဆိုတော့လိုက်ပါမယ်ကွာအေးစောင်းငါရေးတချိုးလိုက်ပါအောင်လေကဲရေးလေးချိုးလိုက်အောင်မယ်ကွာကဲရေချိုးမယ်ရေချိုးမယ်ကဲချိုးပြီးွားပြီဆိုတော့အင်းဝင်မယ်အင်းကြီးတော့လေကဲအင်းကြီးလေးပြီးတော့အင်းကြီးလေးကောင်းတယ်ဒီအင်းကြီးလေးရောလေးဝါပါရေးအားကြောင့်မလို့ကျိုးဒါတော့မမတို့အိမ်ရဲ့ခန်းထဲမှာအလားတော့ပြင်ပြီးွားပါရေးကဲအလားပြင်ပြီးွားရေးဆိုချူလို့စပင်းသွားစိတ်ပြပုံနဲ့ဒီတိုင်းဆိုစပင်းရေချိုးပြီးငါလေးကဲအေးဖဲပြားရစီးပြီးဆိုအပြင်ထွက်လိုက်ပါအပြင်ထွက်တာလည်းရှိရုံ let's go အပြင်ထွက်မယ်ဟာအပြင်ထွက်ပြီးကားတယ်ဗျအဲ့လိုမျိုးစီးရတွေ့လားအရှင်မပါကြီးဟာပါရာ ranger ကြီးရှင်ကားနဲ့တွေ့လားကားနဲ့ပဲတွားလိုက်တယ်ပွေးဆိုပြီးဘယ်နောက်ကားရက်မယ်သူများဆိုင်ရှင်မှာကားရအော်ဆဲခံတာပါအော်ဆဲခံဒီနာပဲရလိုက်တော့မယ်ကဲ let's go ဒါတော့ချူတော့မော်လုံးရေပေါ်သွားစားမှာဖြစ်ပါတယ်ကဲဟာမော်လုံးရေပေါ်စားဟဲ့မာကြီးပြောသမီးဆရာရှိလို့မော်လုံးရေပေါ်တပွဲလောက်မှာအေးမော်လုံးရေပေါ်ထည့်ပေးလိုက်မယ်နော်သမီးဟုတ်မမော်လုံးရေပေါ်ထည့်ပေးမယ်ဆိုချူဒီနားမှာလည်းစားတယ်ကဲမော်လုံးရေပေါ်လေးစားလိုက်ပါဦးမယ်ဟာမယုံသေးရောမပါစီနဲ့လို့စုတောင်းပါတယ်ကဲမော်လုံးရေပေါ်လေးစားပြီးဆိုတာမမီနာကိုပါတယ်ရေးတွားလောင်းခံလာအောင်မယ်တကယ်ချင်းစစ်စစ်ရေးတော့နေဟာကဲရေးလေးပါလေးလည်းနောင်းလိုက်ပါမယ်ကွာငါနေ့ရောရေးပြတ်တက်ပေးလိုက်မယ်ရေးပြတ်တက်ကတော့တေးသေးလေးပဲနော်အေးကြီးစုပါပဲကွာကြီးစုပါပဲကွာငါ့ကိုရေးပြတ်တက်လေးဝင်လာကွာကဲ let's go တော့နေရမော်လုံးရေပေါ်စားပြီးဆိုတော့ကျန်ကာပဲထွက်ကြည့်မယ်ဟာပျော်စီရရေးဟုတ်တယ်ဟာဆွရေးပြတ်တာတေးသေးလေးနဲ့လောက်ကျန်းလိုက်တာအေးပတ်ထားမယ်ပြို့ခေဒါတော့တကြံကာပွဲပေါ့နော်ဘလူးဖြစ်လို့ပြေးကြလာကဲ let's go သွားလိုက်ကြအောင်တယောက်ကတော့ကျူစတူတီတာစားဖို့ပဲဖြစ်ပါရဲ့ဟဲ့အရှင်မဘာကြီးလည်းမသိဘူးမကနဲ့တွေ့လားဘာကြီးလည်းမသိဘူးနော်တူတီတာလာထိုင်တဲ့လူတွေကြည့်လိုက်ဆောင်ဟာဘလူးကြီးတွေလည်းမသိဘူးကဲမာကြီးဘာလဲပြောတမိဘာမှချင်လဲဒီဆိုင်ကျစပြုတ်ရမှုကြော်ရသမင်းရအုံးရမယ်ဟဲ့ရနိုးရဖီရမယ်ချင်လိုက်ရရဲ့ချိုချင်နဲ့ရောင်းခင်းကားလေးရောင်းတယ်တမီးကိုသမင်းနဲ့မုတ်တထုတ်ပြီးအေးရမယ်သမင်းကလည်းစားကောင်းလိုက်တာကွာကောင်းလိုက်တာအရေးလေးအဖက်လေးနည်းစားပြီးဆောင်မောင်းသမင်းစားပြီးကျိုးမုံစားလိုက်ပါတယ်အဲ့ဒါနဲ့ချူလဲအင်ပြန်လိုက်ပါတယ်အိမ်ရောက်သွားခဲ့ပါတယ်ဒီနေ့ဗီဒီယိုရတဲ့လောက်ပါပဲအားလုံးပဲဘိုင်ဘိုင်